ညိုတို့စီ client တယောက်လာတဲ့အခါမှာပိုရှာအရင်စစ်ဆေးဖို့နဲ့ client ရဲ့ mobility stability ကိုအရင်စစ်ဆေးဖို့ဘာကြောင့်အရေးကြီးတာလဲညိုတို့ရဲ့ခန္ဓာကိုယ်မှာလှုပ်ရမယ့် joint mobile joint နဲ့ငြိမ်ရမယ့် joint stable joint ဆိုတာရှိပါတယ်ပိုရှာပြက်နေတဲ့ client တယောက်ဒါမှမဟုတ်လို့ရှိရင် mobility stability မကောင်းတဲ့ client တယောက်ကိုချက်ချင်းအလေးဝင်နဲ့ train ကိုင်းလို့မရပါဘူးဘာကြောင့်လဲဆိုတော့အဲ့ client ကခန္ဓာကိုယ် alignment မညီတဲ့အတွက်ကြောင့်အလေးဝင်နဲ့သွားကစားကိုင်းတဲ့အခါမှာသူ့ရဲ့လှုပ်ရမယ့် joint တွေကသူ့အလုပ်သူမလုပ်ဘဲနဲ့ဘေးကအိမ်နီးနားချင်း joint တွေကိုလိုက်ပြီးတော့ဒုက္ခပေးတယ်လှုပ်ရမယ့် joint တွေကမလှုပ်တော့တဲ့အတွက်ကြောင့်ဘေးမှာရှိပြီးတော့ငြိမ်နေတဲ့ joint တွေကလိုက်လှုပ်ပေးရတဲ့အတွက်ကြောင့်သူ့ရဲ့ရလက်တွေ injury ရမှာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ညိုတို့ကြည့်ရအောင်thoracic spine ဆိုတဲ့ရင်ရိုးသည်လှုပ်ရမယ့် joint mobile joint ဖြစ်ပါတယ်။ဒါပေမဲ့လက်ပြင်ကုန်းနေတဲ့ client တယောက်ကို shoulder press သွားတွန်းခိုင်းတဲ့အခါမှာသူဒီအပေါ်ထိရောက်အောင်မဆက်နိုင်ပါဘူး။ thoracic spine ဆိုတဲ့ရင်ရိုးဒီကောင်းကောင်းမလှုပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဘေးမှာရှိနေတဲ့ lumbar joint ငြိမ်နေတဲ့ joint ခါ joint တွေလိုက်လှုပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်ခါနာခြင်း back pain ကိုဖြစ်စေပါတယ်။ဒီလိုပါပဲ deadlift ဆွဲတဲ့အခါမှာပေါင်နှုတ်တာ hamstring တွေအရန်တင်းကျက်နေတဲ့အတွက်ကြောင့်အောက်ထိရအောင်မဆင်းနိုင်ဘူးအဲ့ဒီအချိန်မှာငြိမ်နေတဲ့ခါ joint ကလိုက်ပြီးတော့မှအလုံးလုံးပေးရတာဖြစ်တဲ့အတွက်ကြောင့်ခါလုံးသွားတယ်အဲ့ဒီအတွက်ခါနာခြင်း back pain ကိုဖြစ်စေပါတယ်အဲကြောင့်ညိုတို့စီ client တွေလာတဲ့အခါမှာ client တွေပိုရှာကောင်းလား mobility stability ကောင်းလားဆိုတာအရင်ဆုံးစစ်ဆေးဖို့လိုအပ်ပါတယ်အုံမြင့်မခိုင်တဲ့တိုက်တစ်ခုကိုအမြင့်ရအောင်စောက်လို့မရတယ်လို့ပိုရှာ alignment မညီတဲ့ client တယောက်ကိုအလေးဝန်နဲ့တွားပြီးတော့ချက်ချင်း train မယ်ဆိုလို့ရှိရင် injury ရမှာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ညိုကတော့ certified personal trainer တယောက်ဖြစ်ပါတယ်။